မင်းထက်တောင်းနေပါစေမစစ်ဘဲနဲ့ပေးလိုက်တော့ကြာပို့ပြီးတော့ကိုတောင်းဝင်မချင်လို့ခံစားရတာပေါ့နော်မိပြင်ထားတာတည်းပို့လာတယ်ဆိုပြီးမှကိုစိုးပတ်ဆက်မောင်းထုတ်ခဲ့ရဆရာတမီးပထမဆုံး client အောင်စပီးညှက်ပေးတဲ့အချိန်မှာသူလိုချင်တာတစ်မျိုးတမီးညှက်ပေးလိုက်တာတစ်မျိုးဖြစ်သွားတယ်ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဆရာတို့သင်ရမယ့်အကြောင်းအရာကကာလာ theory ပဲဖြစ်ပါတယ်ကာလာ theory ကတကယ်သင်လို့ရှိရင်တော့အကောင်လေးကတေးသေးလေးခဏလေးနဲ့နားလဲလို့ရတယ်ဒါပေမဲ့ဒီကာလာ theory ကိုမသင်ခဲ့လို့ရှိရင်ပေါ့နော်အခက်ခဲအများကြီးတွေ့နိုင်တယ်ဒီကာလာ theory ကဘယ်လောက်ထိအရေးပါလဲဆိုတာသိရဲ့အခါမှာသားတို့သမီးတို့ကိုလည်းဆရာကာလာ theory ကိုတေချာလေးရစေချင်တယ်ဆိုတော့အခုသင်လိုက်တဲ့အခါမှာဆရာတော့အကြီးတွေပြောနေရပဲသင်လိုက်တော့လေနည်းနည်းလေးပြောလိုက်တာနဲ့ရှင်းသွားရလို့ထင်လိမ့်မယ်အဲ့ခါကျရင်လေအော်ဒါပေါ့ပေါ့ပြက်လေးနဲ့ဒါအရေးမကြီးဘူးလို့ထင်ပါဆိုတော့ဆရာရဲ့အတွေ့အကြုံလေးတစ်ခုလည်းပြောပြခြင်းတယ်အဲ့အကြောင်းပြောရမယ်လို့ပြန်တွေးလိုက်မှလည်းရင်ဘတ်အောင်းတဲ့ထီကိုခံစားရတယ်ပေါ့နော်ဆိုတော့မမတ်ရရဆရာတင်နန်းစင်းတယ်ပေါ့နော်ဆရာတို့ကတော့ဒီလို technique နဲ့သင်ခဲ့ရတာမဟုတ်ဘူးဆရာကြီးပြတဲ့အခါမှာသူမိမိကက်လုတ်ကဘယ်လိုမျိုးဘွဲရဘယ်လိုမျိုးပွဲတက်ကဘယ်လိုမျိုးဆိုပြီးတော့ကာလာတွေဒီတုံးသွားတာကိုပဲအလွတ်လိုက်ကြည့်ပြီးတော့လိုက်မှတ်တဲ့ပုံစံမျိုးနဲ့သင်ခဲ့ရတာတကယ်ကို customer ကိုပထမဦးဆုံးစားပစ်သွားပေးရတော့မယ်အဲ့လိုစားပစ်သွားပေးရတော့မယ်အချိန်လည်းရောက်တော့သွားလိမ့်နေပေါ့နော် foundation ချတာပါညာတော့အဆင်ပြေပဲမျက်လုံးကာလာချဲခါမှာစကားစာပြောပြီး तू ကတော့မျက်လုံး तू လိုချင်တဲ့ပုံစံလေးပြောတယ်ကိုကလိမ့်နေဒါပေမဲ့မရောက်နေဘူးအဲ့တော့ကျတော့မျက်လုံးကလှမနေတာကိုသိနေတော့ကျတော့ပိုလှသွားအောင်လို့ထပ်တင်ရမယ့်ကာလာမှာအမှရောကုန်တာတို့သမီး make up လွတ်တင်ခဲ့တော့ကာလာကြီးနဲ့အဲ့ဒီဘွဲ make up လွတ်တင်ခဲ့တော့technique တွေအကုန်လုံးရောတဲ့အခါမှာဘာဖြစ်လဲဆိုတော့အပြာထပ်တင်ရမှာလားအဝါထပ်တင်ရမှာလားပေါ့နော်အဲ့ဒီလိုမျိုးဒီမျက်လုံးကိုထပ်တောက်ချင်တယ်လှချင်တယ်ဒါပေမဲ့လှအောင်လို့လိမ့်ဖို့ကာလာကြီးရောနေတယ်အဲ့တော့ကျတော့ပိုင်းအောင်လေးထပ်တင်ကြည့်ရနုမသွားပဲနဲ့ဟိုမှာကာလာကြီးလုံးပြီးမဲညစ်ပြီးတော့မတက်ရက်ဘူးဖြစ်တာအဲ့တော့ကျဟဲ့မျက်လုံးလေးထပ်ဝင်ကျင်လို့ဆိုအညိုထပ်တင်တယ်မမဲကြီးဖြစ်သွားအဲ့တော့ကျဒိုမီကြည့်လိုက်တဲ့အခါမှာဟို make up ကြီးက play ရဲပြီးတော့အဆင်ပြေမနေဘူးပေါ့နော်အဲ့တော့ client မလှနေတာကိုလည်းပြင်တဲ့အခါမှာကိုကသိနေတယ်သူကိုယ်တိုင်လည်းသိနေတယ်ဒါပေမဲ့အချိန်ကမရတော့ဘူး7နာရီကျော်နေပြီလွတ်ကတော့မယ်ပေါ့နော်အဲ့တော့ကျတော့ထပ်တင်တယ်မလှဘူးအဆင်မပြေဘူးတငယ်ချင်းတွေရောက်လာတယ်သူတို့ပြင်တဲ့ make up တွေကပိုလှနေကို make up ကနိုးနေအဲ့တော့ပို့ပြီးတော့ထူပို့ပြီးတော့ဘာစလွတ်ကမှမသိတော့ဘူးအချိန်ကလည်းသူ့ကိုလွတ်ကြတော့မှာအဲ့တော့ကြာ client ကတော့နားလဲပေးတယ်သူ့ကိုယ်သူသိပေမဲ့လည်းမင်းထက်အချိန်မရတော့ဘူးသပင်အမြန်လုတ်ပြီးတော့ပဲသွားလိုက်တော့မယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာတော့ make up ကတော့မလှအောင်ကိုလည်းသိရဲအစင်မပြေတဲ့အတိုင်းပဲလွှတ်လိုက်ရတယ်မင်းထက်တောင်းတဲ့အတိုင်းပဲပေါ့နော်အဲ့ဒီတော့မရဆိုတော့2000ရတယ်အဲ့ဒီ2000လေးရော तू ကမင်းထက်ကျေးဇူးပဲပါညာဆိုတော့ရတယ်ဒါပေမဲ့အဲ့ဒီ2000အတွက်ကိုမင်းထက်လိပ်ပြမလုံး तू ကလှချင်လို့ကိုရှိကိုလာတာကိုကလှအောင်မပြင်ပေးလိုက်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်လည်း2000နဲ့ဆိုတော့တစီငါးဘွားကလည်းအစင်မရောမရဆိုဘယ်တော့ကိုဘွားကလည်းဆိုတော့ဟိုတစီမငါးဖြစ်ဖို့ပေါ့နော်မငါးဖြစ်ပဲနဲ့မင်းတို့တစီငါးဘွားကလည်းအဲ့ဒီ2000နဲ့ကြာအစင်မပြေဘူးအဲ့တော့ကြတော့ဒီယထာစီးဖို့ဆိုယထာကေကို make box လေးကင်ပြီးတော့လှမလှပါစိတ်ကြီးကလည်းလေးပြီးလမ်းလျှောက်ပြီးတော့ပြန်လာ make အဲ့ဒီယထာကေလေးမှာယထာထိုင်ဆောက်နေစဉ်းစားငါဘာလို့လှအောင်မပြင်ပေးနိုင်တာလဲပေါ့နော်ကိုတောင်းတဲ့ပတ်စံရပါမယ်ကိုအလုပ်ပေါ်တောင်းဝင်မကြည်လိုက်ဘူးပြန်တွေးလိုက်တိုင်းမှာလေဝမ်းနေတယ်ဆရာတင်တာတွေကိုလည်းစူးစမ်းခဲ့တာပဲရှောင်းလိုက်လုပ်ခဲ့တာပဲဒါပေမဲ့ client ကို service ပေးရခါကျတော့ဘာလို့အစင်မပြေဖြစ်ကြရလဲပေါ့နော်ပြန်တွေးကြည့်တော့ကာလာပိုင်းတွေကိုမနိုင်အဲ့ဒီမှာရန်ကိုနောက်ဒီလိုမဖြစ်စေရဘူးပေါ့နော်ပြီးတော့ပိုအားနာပိုကောင်းတာ customer ပြဿနာမရှာဘူးဦးဝါပြဿနာရှာခဲ့တော့စိတ်တက်ကြပြော make it ဆရာဖြစ်ခဲ့ချင်မှာဖြစ်ခဲ့မှာအခုကလေ तू မလာနေပြီမလဲစိတ်ဟာသဘောသားကြီးစွာနဲ့ဟိုဘာမှမပြောဘဲနဲ့မင်းထက်တောင်းနေပါစေမစစ်ဘဲနဲ့ပေးလိုက်တော့ကြာပို့ပြီးတော့ကိုတောင်းဝင်မချင်လို့ခံစားရတာပေါ့နော်အဲ့ရဆိုင်နဲ့တွေးမိတယ်နောက်အဲ့လိုဘယ်တော့မှမဖြစ်စေရအောင်အဲ့တော့ကြာကိုရဲ့အာနဲ့ကျကိုပြန်ရှာတော့ကြာတော့အရေးကြီးစွာဒီကာလာပိုင်းဖြစ်နေတာဒီကာလာပိုင်းတေးလေးရပဲဒီလိုမျိုးအခက်အခဲတွေပြအောင်လုပ်ခဲ့တာပေါ့နော်ဆိုတော့ဒီကာလာပိုင်းကိုရအောင်လို့တေချာသိခဲ့
အဲ့တော့ဒီကာလာပိုင်းကတင်ရင်တော့7မိနစ်15မိနစ်ပဲဒါမဲ့ဒီကာလာပိုင်းမရရင် make up ပွား make up တမလုံးမဲ့ပွားတော့ရှောက်ပါအခက်ခဲတွေဖြစ်မှာပဲဒါလေဒီတဲ့ပွားနဲ့ရင်ပြီးတော့တေးရတဲ့နောင်တနဲ့သင်ခန်းစာပဲပေါ့နော်ဆိုတော့ဒီနေ့ကာလာ theory ကိုတေချာရစေချင်တယ်တေချာလဲ like ကြည့်စေချင်တယ်သမီးလည်းဆရာလိုပဲကြုံခဲ့ရတယ်ဆရာသမီးပြင်တော့ဟာဆိုရင်သမီးပြင်ထားတဲ့ဟာတွေအကုန်လုံးသူ့ကိုယ်တိုင်ဖြတ်လိုက်တာဖြတ်ပြီးတော့ငါပြင်လာတော့မှမိပြင်ထားတာတည်းပိုလာတယ်ဆိုပြီးမှဥစုပတ်ဆက်မောင်းထုတ်ခဲ့ရဆရာအဲဒါကြောင့်မို့လို့သမီးဒီလိုမျိုးထပ်မဖြစ်ချင်လို့ဆရာတင်တာမှလာတင်တာပါဆရာဒီထက်လည်းအကောင်းဆုံးသမီးဆရာပညာတွေကိုစူးစမ်းတင်ယူပါမယ်သမီးတော့ကလည်း make up နဲ့မဟုတ်ပေမဲ့စပင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုအတွေ့အကြုံမျိုးရှိရဆရာ။ဘာလဲဆိုတော့သမီးပထမဆုံး client အောင်စပင်းညှက်ပေးတဲ့အချိန်မှာသူလိုချင်တာတစ်မျိုးသမီးညှက်ပေးလိုက်တာတစ်မျိုးဖြစ်သွားတယ်။အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ဟိုတခြားဆိုင်က style လေးတယောက်ကိုခေါ်ပြီးတော့သမီးခေါ်ပြီးတော့ပြန်ပြင်မိလိုက်ရတယ်ပေါ့ဆရာ။ပါတယ်တချို့ကလိုင်းရက်တွေလာလို့ရှိရင်အဲ့လိုမျိုးကိုက make up စလင်းပြီးလိုက်တဲ့အချိန်မှာဟို foundation တော့မချရသေးဘူးเนาะmake up ကြီးရိုင်းတူတူမချနဲ့ချပေးပြီးတော့လည်းရိုင်းမြင်တယ်သူက result ကိုမကြည့်ဘဲနဲ့ဒီတိုင်းစလိမ့်မာတယ်တောက်လျှောက်ကြီးများသွားတော့ကို့မလေးဘာလို့လောက်ကမှမသိဘူးပေါ့เนาะဟိုနောက်ပိုင်းပြင်ပြီးကမှသူ့ကိုမေးကြည့်လိုက်တဲ့အခါ तू ကတခါမှ make upမလိမ့်ဘူးသေးဘူးဆိုတာကိုသိလိုက်ရပါတော့ပထမတော့ဘာမှမပြောတဲ့မဲ့အရင်ထူထူမချင်နဲ့အရင်ကာလာတွေမတင်နဲ့တောက်ချောက်ကြီးများတာလုံးဝပြီးတဲ့ဒီပြီးသွားပြီးတော့ result ကြမှာမှန်ကြည့်ပြီးတော့အရင်လှတယ်ပေါ့နော်ဟိုသူတခါမှ make up မပြင်ဘူးလို့ခုလိုမျိုးပြောတာဆိုပြီးတော့တချို့လည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေအဲ့ဒါကြတော့တမီးက customer နဲ့ကိုနဲ့စိတ်ချင်းအရင်ဆုံးစက်အောင်လို့ပေါ့နော်သူရဲ့စိတ်ကိုတိဖို့အရင်လိုအပ်တယ်သူကဟိုmake up ကိုတစ်ခါမှမလိမ်ဘူးဆိုတာတမီးကမသိထားပေမဲ့လည်း तू ကဘယ်လိုမျိုးကြိုက်လဲဆိုတာကိုကအရင်ဆုံးသိအောင်လုပ်ကြတယ်အဲ့ခါကျ make up ဆရာတယောက်ရဲ့ပညာပေါ့နော်စကားလေးပြောရင်းနဲ့ပုံမှန်အဖြစ်ဆိုလို့ရှိရင်အမ make up လိမ်ဖြစ်လားဆိုတဲ့စကားလေးကိုအရင်မေးခဲ့တဲ့နာပေါ့နော်ပုံမှန်အဖြစ်ဆိုရင်တော့အမ make up လိမ်ဘူးလားပေါ့ဘယ်လိုမျိုးလိမ်လဲဟိုကားဘရိတ်ဖြစ်အောင်လို့ထူထူလေးလိမ့်ရကြိုက်တာဒါမှမဟုတ်ပပကြည့်ကြည့်လေးလိမ့်ရကြိုက်လားပေါ့အဲ့ဒီလိုမျိုးလေးတမီးကဟိုမေးလိုက်တယ်ဆိုတော့အမားကတော့အယောင်လေးဆိုလို့ရှိရင်တော့ပြပြလေးတွေပဲတုံးရတာကြိုက်တယ်နှက်ခမ်းနီလေးဆိုတော့ဘယ်လိုရောင်လေးတွေစိုးလေးရှိလဲအဲ့လိုလေးတမီးကမေးတယ်အဲ့ခါကျတော့ဟိုအယောင်လေးဆိုနုနုလေးစိုးရကြိုက်တယ်ချိုးကြလဲတောက်တာကြိုက်တာရှိတယ်မင်းတို့လူတိုင်းကအကြိုက်မတူကြဘူးပေါ့နော်ဆိုတော့ပိုင်းအောင်ကြိုက်တဲ့လူလည်းရှိသူအညူအောင်ကြိုက်တဲ့လူလည်းရှိရပေါ့နော်အဲ့တော့ကျတော့သူ့ရဲ့စိတ်ကိုအရင်ဆုံးသိအောင်လို့ तू ကပါတာကြိုက်လားထူတာကြိုက်လားဖြောတာကြိုက်လားရင်းနာကြိုက်လားကိုကြည့်ပြီးတော့အပေးယူမြများနဲ့ပြင်သွားနိုင်တယ်ဆိုတော့အဲ့ဒါတော့တမီအတွက်အခက်အခဲတစ်ခုတော့ဖြစ်လာမှာမဟုတ်ဘူးအဆင်ပြေပြေလည်းပြီးသွားမှာဒါပေမဲ့အခုဟိုကောင်းတာလေးတစ်ခုကတော့ပြင်ပြီးတဲ့အခါမှာ तू လည်းကြိုက်တယ်ဆိုတော့ဒါကလည်းဟိုအမှတ်ရစရာတစ်ခုပေါ့နော်နောက် customer တွေဆိုလို့ရှိရင်တော့သူတို့ဘယ်လိုလေးကြိုက်လဲဆိုတာမေးရင်းထဲမှာအပေးယူလေးမြများလေးပြင်သွားရင်တော့ဒါကတော့အဆင်ပြေသွားမှာပါတမီဟုတ်ဆရာကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါတမီလေး你ဘာလုပ်နေလဲဟုတ်ဘာမဟုတ်ပါဘူးအဲ့ဒါအမေကအိမ်မလေးပတ်စံအခက်ခဲဖြစ်နေလို့လေနောက်လာမှတွဲမယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်တာမမရဲ့စောင့်ပေးပါအောင်ဆိုတဲ့အကြောင်းလေးကိုလေmake up မင်ထပ်ပိုင်း make up တင်တန်းကျောင်းနဲ့ make up studio ကိုရန်ကုန်မြို့လှဲတန်းဆိုင်ငင်3လမ်းမှာဖွင့်လှစ်ထားလျက်ရှိပြီးတော့အလူမင်္ဂလာပွဲများပွဲ make up များရုပ်ရှင်ဗီဒီယိုဖိုတိုရှူတင်များအတွက်လည်းအလှပဆုံး make up ပြင်ဆင်ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။ဒါအပြင် make up တင်တန်းတက်ရောက်လူများအတွက်လည်းအခြေခံမှအသက်တင် make up တင်တန်းများကိုဖွင့်လှစ်တင်ကြားပေးလျက်ရှိပါတယ်။လက်ရှိမှာလည်းမင်ထပ်တို့ make up မင်ထပ်ပိုင်းတင်တန်းကျောင်းမှာနာမည်ကြီးအမှုပညာရှင်များ celebrity များလုပ်ငန်းရှင်ကြီးများကိုလည်း make up ဝန်ဆောင်မှုများပေးလျက်ရှိပြီးတော့မြန်မာနိုင်ငံအနှံ့အပြားတွင်နာမကနိုင်ငံရခြားများအထိပါမိတ်ကငှားရန်လင်းချက်ပူပေါင်းများစွာကိုအလားပဆုံးပြင်ဆင်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။မင်ထက်တို့မိတ်ကမင်ထက်ပိုင်းတင်နန်းကျောင်းနှင့်မိတ်ကစတူဒီယိုကိုအလုပ်အရန်နှင့်တင်နန်းတက်ရန်အတွက်ဆက်သွယ်မေးမြန်းစုံစမ်းလိုပါကဖုန်း3994248333 399693တို့သို့အချိန်မီ၍ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်းသတင်းကောင်းပါရပါတယ်။မိမိနဲ့ like ဖက်တော့မိတ်ကပြင်ဆင်မှုကိုရှာဖွေလိုသူများအားလုံးအတွက်စိတ်ချမ်းသာစွာဖြင့်အလှပဆုံးဖြစ်အောင်မင်ထက်တို့မိတ်ကမင်ထက်ပိုင်းမိတ်ကစတူဒီယိုမှာတာဝန်ယူပြင်ဆင်ပေးလျက်ရှိပါတယ်။အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။